တိုးရင်သွေးလေးရီဒီတကာဖတ်ပြမဲ့ပုံပြင်လေးရဲ့နာမည်ကတော့ပျောက်ဆုံးနေသောအရာတွေ့ရှိခြင်းပဲဖြစ်ပါတယ်နော်ဒီမှာလည်းမရှိဟိုမှာလည်းမတွေ့သူဘယ်များရောက်နေပါလဲဆိုဖာပေါ်လည်းမမြင်ကတင်အောက်မှာလည်းမတွေ့တစ်တာလည်းမရှိညမလေးရဲ့ဂါဝင်အောက်မှာလည်းမဟုတ်ခေါင်းအုံးအောက်မှာလည်းမမြင်အိတ်ထဲလည်းမတွေ့သူဘယ်များရောက်နေတာလဲစာအုပ်တွေပါမကျန်းအခဲနိုင်လက်ရှာပြီးပြီခွေးချီအုပ်ယိုထိုင်ကုံအောက်ပါကြည့်ပြီးပါပြီဘယ်များရောက်နေပါလဲခဏနေတော့ဘောဘလက်လျှောက်ရကပြန်ရောက်လာပေါ့ကြည့်ပါဦးပန်းကျက်နှမဘောဘဖားတွေ့ခဲ့လဲဆိုတာသူလေးကရင်းရွက်တတ်တယ်ခုံစော်တတ်တယ်လဲတတ်တယ်လို့ကျိုးလေးနဲ့ပါဆွဲချလို့ရတယ်ဟာဟာဟီဟီဆိုပြီးဘောဘကရေမော်ရင်ပြောတယ်အိုးဘွားတတရဲ့ကစားစရာရိုးလေးကိုရှာထွေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်ရိုးတဲ့လားနမည်လေးကချစ်ဖို့ကောင်းလိုက်တာချစ်ဖို့ကောင်းတဲ့အယုတ်လေးပါလားဘွားဒါလေးနဲ့ကစားချင်တယ်ဘွားသိပျော်တာပဲနောက်နေ့တွေမှာတော့ဘွားကတရဲ့အယုတ်လေးနဲ့စော်ရင်တခိသဘောကျနေပါတော့လေ